Toxic person ဆိုတာတခြားသူတယောက်ရဲ့ဘဝနဲ့စိတ်ခံစားချက်တွေအပေါ်ကိုစိုးကျိုးတက်ရောက်စေတဲ့စကားလုံးတွေစိုးကျိုးတက်ရောက်စေတဲ့လုပ်ရက်တွေနဲ့ဒုက္ခပေးတတ်တဲ့လူမျိုးတွေကိုဆိုလိုပါတယ်သူတို့ရဲ့အပြုအမူတွေကထင်ရှားတာတွေရောတိမ်မွေ့တာတွေရောရှိနေနိုင်ပါတယ်ဆိုတော့ကျွန်တော်ဒီ toxic person တွေရဲ့လက္ခဏာရဲ့တချို့ကျွန်တော်ဒီနေ့ပြောပြသွားပါမယ် toxic person တွေကဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူတို့အမြဲတမ်းပေါ့နော်ပြဿနာရှာနေရတာကိုသူတို့သဘောကျတယ်ပြဿနာရှာနေရတာကိုသဘောကျတာနောက်ပြီးတော့ drama ချိုးတတ်တယ်ပေါ့နော်သူတို့ရှိတဲ့နေရာမှာဆိုလို့ရှိရင်ပြဿနာတွေအမြဲတမ်းဖြစ်နေတာညင်းတယ်ကွာနောက်ပြီးတော့အငင်းခုန်တွေအမြဲတမ်းဖြစ်နေတာနောက်ပြီးတော့စိတ်ရှုပ်ထွေးစရာတွေပေါ့နော်သူပြောလိုက်တဲ့စကားတွေမှာကိုယ့်အတွက်စိတ်ရှုပ်ထွေးစရာတွေအများကြီးဖြစ်နေတာတွေပေါ့နော်နောက်ပြီးတော့သူ drama ခင်းတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုနားထောင်ရတာတွေကလည်းကိုယ့်အတွက် energy drain ဖြစ်စေတာမျိုးတွေပေါ့နော်ဒါတွေက toxic person တွေမှာရှိရဲ့လက္ခဏာရက်တွေပေါ့နောက်ပြီးတော့ toxic person တွေမှာကလူမျိုးကိုအယမ်းဝေဖန်တယ်အပြည့်အယမ်းပြောတယ်နောက်ပြီးတော့ကိုယ့်ရဲ့အမားကိုဝေမခံတတ်ဘူးပေါ့နော်ဒါမျိုးတွေရှိတယ် toxic person တွေမှာစောက်တလဲအချက်တစ်ချက်ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုစောက်တွဲတော့မဟုတ်ဘူးကွာဘယ်လိုပြောမလဲသူတို့သဘောကျနေတဲ့အရာပေါ့ဘာလဲဆိုရင်သူများကိုစောင်းရင်ထိန်းချုပ်ချင်တာလူတွေမှာကွာကိုယ်စိတ်ကိုယ်တော်မှာထိန်းချုပ်ဖို့တော်ခက်နေတာလူများကိုသွားပြီးထိန်းချုပ်ချင်တာတော်တော်စားတယ်ပေါ့နော် toxic person တွေကိုပြောချင်တာကအရင်ဆုံးကိုယ်စိတ်ကိုအရင်ထိန်းချုပ်ကြည့်လိုက်အောင်ပေါ့နော်သူများကိုလိုက်ထိန်းချုပ်နေမဲ့အစားကိုယ်စိတ်ကိုအရင်ထိန်းချုပ်ကြည့်လိုက်အောင်ပေါ့ဘယ်လိုမျိုးထိန်းချုပ်လဲဆိုလို့ရှိရင်ဓာတ်ရိုက်ပြောဆိုပြီးထိန်းချုပ်တာမျိုးတွေရှိတယ်ဘာမလုပ်နဲ့ညာမလုပ်နဲ့ငါဒါမကြိုက်ဘူးဘာမကြိုက်ဘူးညာမကြိုက်ဘူးပေါ့ကွာဒီလိုထိန်းချုပ်တာတွေရှိတယ်နောက်ပြီးတော့ကွာကိုလိုချင်တဲ့အရာအပျော်ဆွဲတယ်ပေါ့ဟိုလက်ဒီလက်ဟိုပြောဒီပြောလိုရင်းကိုမရောက်ဘူးပြီးလို့ရှိရင်ကိုတို့ကိုထိန်းချုပ်လိုက်တယ်ပေါ့ကွာအဲ့လိုလိန်လှဲ့ပြီးတော့ဟိုလက်ဒီလက်လှုပ်ပဲလှဲ့စားပြီးထိန်းချုပ်တဲ့နီးတွေပေါ့ကွာအဲ့လိုမျိုးကြီးလဲသူတို့ကလှုပ်တတ်တယ်နောက်ပြီးတော့ toxic person တွေကသူတို့ကိုသူတို့တားကောင်လိုမျိုးနေကြတယ်ပေါ့သူတို့ကိုပဲအမြဲတမ်းလူများတွေကလာပြီးအပြစ်ပြောနေတယ်သူတို့ကိုပဲလာပြီးတော့လာလုံနေတယ်ပေါ့ကွာသူတို့ကအမြဲတမ်းတားကောင်ပဲသူတို့ကအမြဲတမ်းခံရဘက်ကြီးပဲဆိုတဲ့ပုံစံမျိုးတွေနဲ့သူတို့က public မှာပြတတ်တယ်ပေါ့ public မှာမဟုတ်ပါဘူးသူတို့ကနီးစက်ရာပတ်ဝန်းကျင်အတိုင်းဝိုင်းတွေမှာဒါမျိုးတွေပြတတ်တယ်ပေါ့သူတို့ကအမြဲတမ်းခံနေရတဲ့သူဆိုတဲ့ဟာမျိုးသူတို့ကပုံဖော်တတ်တယ်သူတို့ကိုသူတို့တားကောင်လိုမျိုးပုံဖော်ပြီးလို့ရှိရင်သူတို့ကအဲ့ပေါ်မှာသူတို့ကအကျိုးမြတ်တွေကိုရအောင်ယူတယ်ကျိုးမြတ်တွေတော်တော်ကြီးကိုရအောင်ယူတတ်တဲ့လူမျိုးတွေပေါ့နော်နောက်တစ်ခုပြောပြချင်တာ toxic person တွေကစောက်တလွဲဆိုတာဘာလဲဆိုတာသူတို့ကအမြဲတမ်းအကူအညီလိုချင်တယ်သူတို့မကူညီလို့ရှိရင်စောက်ပြပြောတယ်ကိုကသူတို့စီကိုအကူအညီလိုတောင်းတယ်ဆိုလို့ရှိရင်ဘယ်ပြလို့ဘယ်ပေါက်နေမှမသိဘူးပေါ့နော်အကူအညီပြန်ပေးဖို့သူတို့မှာစီစဉ်မရှိဘူးသူတို့ကအယူဘက်ကကြီးပဲဒီလိုဆိုရင်တော့တေးကြတယ် toxic person ပဲနောက်ပြီးလို့ရှိရင်ဒီကောင်တွေအမြဲတမ်းလိန်နဲ့ညာတယ်ဘလို့လိန်လဲဆိုလို့ရှိရင်မလိန်တဲ့နာတွေကိုလိန်တယ်ဥမာကွာဟျောက်မင်းသမင်းစားပြီးပြီလားဘာညာမင်းရင်တော့မှတကယ်လဲစားပြီးပြီဆိုရင်သူတို့ကမစားရသေးဘူးဖြေတဲ့ကောင်တွေစားပြီးဖြေလိုက်လဲဘာဖြစ်မှာလဲဘာမှမဖြစ်ဘူးတေးကြတယ်ဒီကောင်တွေကအဲ့လို toxic person တွေကအဲ့လိုပဲအမြဲတမ်းသူတို့ကအဲ့လိုလိန်နေရတဲ့ပုံမှာ feed တွေ့နေတာနောက်ပြီးတော့ toxic person တွေကသူတို့ကိုသူတို့ပဲအရေးကြီးတယ်ထင်တာထားပါတော့ဥမာပေါ့တော့အိမ်သာသွားတက်တယ်ဆိုလို့ရှိရင်ကွာကိုလည်းအိမ်သာတက်ချင်တယ်သူလည်းအိမ်သာတက်ချင်တယ်ထားပါတော့သူအိမ်သာတက်ချင်တာပဲပိုအရေးကြီးတယ်လို့သူကထင်တတ်တာမျိုးပေါ့နော်စဉ်းစားကြည့်ကွာဟိုလူပဲချင်းအိမ်သာတက်လို့ရှိရင်သူလည်းတက်ချင်တယ်ကိုလည်းတက်ချင်တယ်ခန်းစားချက်ချင်းတူတူပဲအဲ့လိုတူဆိုရင်တော့မှသူတို့အိမ်သာတက်ချင်တာပိုပြီးအရေးကြီးတယ်လို့ထင်တတ်တဲ့လူမျိုးတွေပေါ့ကိုလိုချင်တာပဲဦးစားပေးတယ်ပေါ့နော်သူတို့ကအတ္တကိုဗဟိုပြုပြီးစဉ်းစားတတ်တဲ့လူမျိုးတွေပေါ့ toxic person တွေမှာစောင်းမိတ်ကပ်ဖို့ကောင်းတဲ့ချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ personal တွေပြောတာပေါ့နော်ပြောသင့်မပြောသင့်မစင်စားပဲနဲ့အဲ့ပုံကိုရေးဆိုင်ရာထိုးတဲ့ချက်တွေလောက်တာပေါ့ဥမာကွာနှစ်ယောက်သွားတယ် toxic person တယောက်နဲ့နောက်တစ်ယောက်နဲ့သွားတယ်အဲ့နောက်တစ်ယောက်မှာ6တော့မတန်ဘူးထားပါတော့အဲ့တော့လူကြားသူကြားတယ်ဟျောက်မင်းထော့ကြိုးမတန်ဘူးဘာညာတာတကစသဖြင့်ကွာအဲ့လို play ပြောတာမျိုးတွေပေါ့နော်နောက်ပြီးတော့လူတစ်ယောက်ကိုကြည့်ပြီးတော့အဲ့လူရဲ့ဖြစ်ဒီပုံတွေနောက်ပြီးတော့အဲ့လူမဲ့စွမ်းအစတွေကိုအပြစ်တင်တာဝေဖန်တာပေါ့နော်အဲ့လို play ပြောတဲ့ဟာမျိုးတွေပေါ့ဆိုတော့ဒါတဲ့ toxic person တွေမှာဖြစ်တာရှိတဲ့အရာတွေပေါ့နော်တခါတလေကြားလို့ရှိရင် toxic person တွေကကိုယ့်အနီးနားမှာကိုရှိနိုင်တယ်အဲ့ဒါကကိုယ့်တငယ်ချင်းတွေလည်းဖြစ်နိုင်တယ်ကိုယ့်ချစ်သူကြီးသားလည်းဖြစ်နိုင်တယ်လို့ကိုယ့်အိမ်မှာရှိတဲ့ကိုယ့်မိဘတွေလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ကိုယ့်ညီကိုမောင်နှမတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကိုယ့်အတွက်ကိုtoxic အရန်ဖြစ်နေတဲ့လူဟုတ်လားမဟုတ်လားဆိုတာကိုယ်တိုင်သိဆုံးပဲဖြစ်လိမ့်မယ်ရှင်းလေးပဲဒီလူက toxic ဖြစ်နေလားမဖြစ်နေလားဆိုတာတစ်ချက်ပဲဒီလူနဲ့စကားပြောကြည့်ကိုယ့်ရဲ့ energy drain ဖြစ်သွားရဲဆိုတေးကြတယ်တင်အောင် toxic ဖြစ်နေပြီ toxic person နေနဲ့တွေ့လာလို့ရှိရင်ကိုယ့်ကိုကာကွယ်တတ်ဖို့လိုတယ်ပေါ့နော်ဘလို့ကာကွယ်ရမလဲဆိုတော့ကိုယ့်ကိုဒီလူတွေနဲ့စကားပြောမယ်ဆို discipline တခုချပေါ့ဥမာဒီဟာကိုလှုပ်ချင်တယ်သူတို့ဖြစ်ချင်တာပဲသူတို့ပြောနေတယ်ဆိုလို့ရှိရင်ကိုကလည်းဒါကြီးမဖြစ်နိုင်ကြောင်းမလုပ်နိုင်ကြောင်းဒီလိုရှင်းနေရှိကြောင်းဆို challenge နဲ့လက်နဲ့ပြောပြလို့မရဘူးဆိုလို့ရှိရင်လေရှောင်ထွက်သွားပါတော့
ရှောင်ထက်သွားလို့မှမရရင်တူတူတုတ်တုတ်ပဲပြောပေါ့သူတို့နဲ့တွေ့ရဆိုရင်စကားကိုတူတူတုတ်တုတ်ပဲပြောဖို့လိုတယ်ပေါ့နော်နောက်ပြီးတော့ limit contact ထားပါ limit contact ဆိုတာကသူတို့နဲ့ဘယ်ချိန်လောက်ထိတော့ဆက်ဆံမယ်ဘယ်ချိန်လောက်ထိတော့မဆက်ဆံဥမာထားပါတော့သူနဲ့10မိနစ်စကားပြောရမယ်ဆို5မိနစ်ပဲပြောလိုက်ပြီးထပ်ထက်သွားတာမျိုးပေါ့နော်ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့တအိမ်ထဲမှာနေတဲ့ကိုမိဘနေညီကိုမောင်နှမတွေဖြစ်နေတယ်ဆိုလို့ရှိရင်လေကိုကို discipline တွေထားပြီးတော့ limit contact တွေလုပ်ပြီးတော့ကျွန်တော်တို့ရှောင်ရှားတတ်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုအတိဆုံးဆိုတော့ကိုယ့်ရဲ့ energy drain လို့ရှိရင်ကိုယ့်ရဲ့ productivity ထွက်မှာမဟုတ်ဘူးဆိုတော့ကိုပဲ give side ကြပါမယ်